spicy ข้าวซอยซ้าชุนแดง စားရှင်လဲကိုလုံးမကူစားမှာပါအဲ့တော့7သွားပြီးတော့ကိုစိတ်ကူထဲအတိုင်း spicy ခောက်ဆွဲလေးလုပ်ပါမယ်နွားနိုးနဲ့ပစုံဥပါဝေခက်လိုက်တာပါဒီခါမျိုးအိုးလေးနဲ့လုပ်ပါမယ်သူကတော့ size 20 24 28 cm ဆိုပြီးတော့ရှိရပါတော့အခုမှသုံးထားတဲ့ဟာအကြီးဆုံး size 28ပါအိမ်မှာပစုံလေးကြံနေလို့ပစုံဟောပါကြော်ပြီးတော့ထည့်လိုက်ပါမယ်အိုးကတော့တေဦးနီသုံးတဲ့အတိုင်းပါပဲမိအစင်း3စင်းချိန်လို့ရတယ်အိုးလေးကပူမြန်ပြီးတော့ပါကြော်ကြော်မကတ်ပါအောင်နော်စိတ်မရှိတဲ့သူတွေဆိုရင်ဒီအိုးကိုကြိုက်မိမှာပစုံလေးတွေကြက်ပြီဆိုတော့ရေတည်ပြီးတော့ခောက်ဆွဲပြုတ်ပါမယ်အဲ့မှာစားရမလားငတ်မလားဆိုတာတော့ဒီအခြေအနေပေါ်အယမ်းမှုတည်သွားပြီကိုရီးယားကျွမ်းပြီးသားဆိုတော့အေးဆေးပေါ့နော်ဒါကတော့အဆက်သိမစားနိုင်တဲ့သူတွေအတွက်ပါခုနောက်ပဲခရဲနိုးထည့်မယ်ပြီးတော့ spicy အနစ်လေးထည့်ပါမယ်ပို့ပြီးတော့ creamy လေးဖြစ်သွားအောင်ကြက်ဥအနစ်လေးပါခောက်ထည့်လိုက်ပါမယ်ဒါကလည်းကျွမ်းမရမှာနော်မထည့်ခင်မှာမြည့်ရင်ပိတ်ပါထည့်ပြီးရနဲ့မြန်လေးမွေရပါမယ်နော်မဟုတ်ရင်သူကအလိမ့်လိုက်အခဲလိုက်ဖြစ်နေပါမယ်နော်ပြီးရင်တော့အလားစင်ဖို့ချိန်ရောက်ပါပြီခုနကြော်ထားတဲ့ပစုံတွေထည့်မယ်ပစုံဥတွေထည့်ပါမယ်ဒါဆိုရင်တော့ကိုယ့်ရဲ့စိတ်ကူထဲက spicy ခောက်ဆွဲလေးရပါပြီ Oh my god အရန်ကိုမှစားချင်စရာကောင်းတယ်တကယ်လဲစားလို့ကောင်းတယ်နွားနိုးနဲ့ကြက်ဥအနည်းရဲ့ creamy အရသာရဲ့ spicy အနည်းရဲ့ဆက်လေးရဲ့ပြီးတော့ပစုံဥတထုပ်နဲ့အတန်သွင်းနဲ့တော့ပိုက်စားလာပြီအဆက်သိမစားနိုင်တဲ့သူတွေအဲ့တော့မှ spicy ခောက်ဆွဲစားရှင်နေဆိုရင်တော့ဒီနည်းအတိုင်းလေးလှုပ်စားကြည့်နော် bye